အမျိုးသမီးတစ်ယောက်ကတင့်ကိုအသေးလေးအသေးတုံးလို့ခေါ်နေတာဘာမှအတိတ်ပဲမရှိပါဘူးအမျိုးသမီးတစ်ယောက်ကတင့်ကိုလက်ဆောင်တွေဝယ်ပေးနေတာကလည်းဘာမှအတိတ်ပဲမရှိပါဘူးအမျိုးသမီးတစ်ယောက်ကတင့်ကလေးတွေရဲ့မိခင်ဖြစ်လာတာကလည်းအတိတ်ပဲမရှိပါဘူးအမျိုးသမီးတစ်ယောက်ကတင့်အကြောင်းတွေကိုsocial media အနှံ့တင်ပေးနေတာကလည်းဘာမှအတိတ်ပဲမရှိသေးပါဘူးအမျိုးသမီးတစ်ယောက်ကတင့်ကိုချစ်တယ်လို့ပြောတာတောင်မှအတိတ်ပဲမရှိပါဘူးအမျိုးသမီးတစ်ယောက်ကတင့်ကိုလက်ထပ်တာတောင်မှဘာမှအတိတ်ပဲမရှိသေးပါဘူးတကယ်တော့အရေးကြီးပြီးအတိတ်ပဲရှိတာကမင်းကိုစစ်မှန်စွာလေးစားတန်ဖိုးထားပြီးမင်းနားမှာရက်တည်ပေးမဲ့အမျိုးသမီးပါမင်းနဲ့အတူတိုးတက်ဖို့အမြဲရှိနေပြီမင်းကိုပံ့ပိုးပေးမဲ့သူမင်းနဲ့အတူဘဝတစ်ခုကိုတည်ဆောက်မဲ့သူမျိုးပါအဲ့ဒါကမှတကယ်ကိုအတိတ်ပဲရှိတဲ့အရာပါ